တွေကသူတို့နားမလည်တဲ့နေရာတွေကိုရုပ်ဆိုးရဲလို့ခေါ်တတ်ကြတယ်ဒါကကြောင်းမှုရဲ့ပုံစံပဲလူသားတွေနားမလည်တဲ့ရုပ်သက်တယ်အမြဲတမ်းပြောင်းလဲနေတယ်အမြဲတမ်းနာကျင်နေတယ်အရင်ဆုံးကျွန်တော်မိတ်ဆက်မယ်ဆိုရင်ကျွန်တော်တို့မေးပါဦးပါဒီ view ကကျွန်တော်ရဲ့ original idea မဟုတ်ပါဘူးကျွန်တော်ကို Mr. ရဲ့ The Beauty of Auckland's Review ပဲကြည့်ပြီးတော့ကျွန်တော်idea ရပါဇလန်ဆက်မယ်ဆိုရင်ရှင်ကောဆောလာကသူပင်လဲမှနေရင်တော့တကောင်းပါသူကလူသားစုမိခဲ့တဲ့ radiative materials အတော့ရင်းနဲ့နှစ်ပေါင်းထောင်ချီချိန်ယူပြီးလောရမယ်စင်ငယ်ပြောင်းလဲမှုတွေကအချိန်အနာလေးတွင်မှဖြစ်လာဘူးပြောရရင်တော့ဆယ်ဦးတွေကတေဝါလိုက်တစ်ပြန်ပို့လိုက်နဲ့စကန်တိုင်းမှာဖြစ်နေတာအဲ့လိုဖြစ်တာဘာနဲ့တူလဲဆိုရင်မီးလောင်တိုက်သွင်းခံထားပြီးတော့အသားတွေကလောင်ကျွမ်းသွားလိုက်တစ်ပြန်ပေါ်လာလိုက်နေဖြစ်နေမျိုးပေါ့ To be honest ကျွန်တော်ရဲ့ legendary story က most of us ကိုလုံးဝမကြိုက်ဘူး手心都手心不谈恋爱没脾气啊တွေ့ရမှမနေနိုင်လို့ကိုယ်တက်လာတယ်ပေါင်ပွားပြီးတော့စက်တည်မရှိတွေ့တဲ့စိမ့်စိမ့်တွေ့နေကျုံစရာကောင်းပေါ့ဒီ order ဟင်းရောက်တာမဟုတ်သူရဲ့ခန္ဓာကိုယ်ထဲမှာဖြစ်ပြနေတဲ့နာကျင်မှုတွေကိုခံစားနိုင်တော့လို့အော်ချလိုက်ရုံပဲကုန်းဝရောက်လာတော့ခန္ဓာကိုယ်ကနေခြေထောက်တွေကမတောင်းဆိုပဲနဲ့ပဲတဖြည်းဖြည်းထွက်လာဘူးပြီးသူရဲ့ atomic verve ကခန္ဓာကိုယ်မှာရှိတဲ့ radioactive ဖြစ်နေရယူအားချလိုက်တာရှင်ကိုစောလာဒီဇိုင်းက intentionally uncomfortable ဖြစ်အောင်လုပ်တာတွေ့ထွက်နေတဲ့ပုံတွေ frozen looking eyes နဲ့ unstable form ဒါရီယာ monster design မို့နာကျင်မှု visual form အနေနဲ့ပေါ်ပြတာလားသူက villain တစ်ကောင်ထက် suffering ဖြစ်နေတဲ့ creature တစ်ကောင်နဲ့ပို့တူတယ်ဒီတော့ရှင်ကိုစောလာရဲ့ပုံစံနဲ့ order နေရပြီဒီစကားရဲ့အလားတရားတစ်ခုပေါ့တချို့ကဘာတွေကတည်သွားပြီလို့ထင်ရတယ်ဒါပေမဲ့မသိရှင်သေးတဲ့ຢာတွေကအထဲမှာရှိနေတယ်ကျွန်တော်ကိုယ်တိုင်က dark soul သူများဆိုရပဲကြည့်ပြီးကိုယ်တိုင်မဆိုဘူးတော့ကျေတုံတော့ကျွန်တော်လည်းပြုံးမပြနိုင်ဘူးတခါတည်းကတော့ရုပ်ဆုံးမှုဆိုတာကဘာကြီးကိုယ်တိုင်ပဲဒီပျက်စီးနေတဲ့အဖြစ်ကားဆိုတဲ့ dark soul ဘောကြီးဟာ visually ugly ဖြစ်တယ် ruins corpse darkness တွေအပြည့်နဲ့ပေါ့ဒါပေမဲ့အဲ့ဘာကြီးဟာ strangely beautiful ဖြစ်နေဘာလို့လဲဆိုတော့ everything is dying but stay trying to continue area plus atmosphere ကပဲ beauty ဖြစ်လာတာဖြစ်နိုင်တာဒါကရုပ်ဆုံးမှုမဟုတ်နားလည်မှုမရှိသေးတဲ့လားတရားတစ်ခုပေါ့အမှန်တော့ဒီ video ဒီတဲ့ပူရှိပူ quality ကောင်းပြီးတော့ပိုပြီးကောင်းရေးလို့ရှိရပါတော့ဒါပေမဲ့ဒီကကျွန်တော်ပြင်မနိုင်မပေးရှင်းစားနေမှကိုတီးလိုက်တယ်anyways ဒီ video လေးတော့တော့မှာပဲဆုံးရှိပြရတဲ့ညီကိုရအောင်